6 လပိုင်းကာလအတွင်းအသက်ရှူတိုင်းကိုဝင်မဲ့နေ့နဲ့3ခုအကြောင်းအခုလိုဟောကိန်းထုတ်လာတဲ့နာမည်ကြီးပေးနေဆရာမ2026ခုနှစ်ရဲ့9လပိုင်းကုန်ခါနေ့အချိန်အထိအလုပ်တွေအဆင်မပြေလို့ဝင်ငွေနှဲပါလို့စိတ်ညစ်နေတဲ့ပြည်သက်ကြီးတို့အတွက်6လပိုင်းကာလမှာအသက်ရှူတိုင်းငွေတွေဝင်မဲ့နီလန်ကောင်းလေးတွေကိုဆရာမကြီးကမျှဝေပေးထားပါတယ်နော်အထူးသဖြင့်ဒီနေ့နဲ့ပိုင်းရှင်ကန်ထုရှင်တွေဟာဆိုရင်တော့မကြခင်ရောက်ရှိလာတော့မဲ့6လပိုင်းဆိုတဲ့ကာလမှာချမ်းသာခြင်းတွေနဲ့ပြည့်စုံပြီးတော့ရွှေငွေစည်းစိမ်ဥစ္စာရတနာတွေတိုးပွားလာတော့မှာဖြစ်ပါတယ်ဆရာမကြီးကအကြမ်းမြအာယုန်လေးနဲ့တေချာတွက်ချက်ပေးပြီးတော့လိုအပ်တဲ့ရေတရားလေးတွေကိုလည်းမျှဝေပေးထားတာဖြစ်လို့ပြည်သက်ကြီးတို့ကကိုယ့်ရဲ့နေ့နဲ့ပတ်ဝန်းသလားဆိုတာတေချာလေးနားထောင်ပေးကြပါရှင်နံပါတ်3စနေသားသမီးများစနေသားသမီးတွေအတွက်6လပိုင်းကစိတ်သောကတွေအားလုံးကင်းစင်ပြီးတော့ဘဝရဲ့အောင်ပွဲခံရမယ့်ကာလဖြစ်ပါတယ်လုပ်ငန်းခွင်မှာကြုံတွေ့နေရတဲ့အခက်အခဲတွေကနေရုန်းထွက်နိုင်ပြီးကိုယ်တိုင်မျှော်မှန်းချတဲ့ထိတ်ဆုံးနေရာကိုရောက်ရှိသွားပါလိမ့်မယ်။ငွေကြေးကိစ္စတွေမှာလည်းအမောပြေရလောက်အောင်အစီအပြေချုံးဝင်နေမှာမို့စိတ်ချမ်းသာမှုကိုအပြည့်အဝခံစားရပါလိမ့်မယ်။ကံတရားကတင့်ကိုမျက်နှာသာပေးတဲ့အချိန်မို့နေ့စဉ်မျက်နှာတစ်ပြီးတာနဲ့နမောဗုဒ္ဓတဂါထာတော်ကိုကိုးကောက်ပွားများပါရှင်။ထမင်းစားချိန်အားလက်ချိန်တွေမှာလည်းဒီဂါထာကိုပဲဇက်တိုက်ရွတ်ဆိုပေးပြီးတော့ဖះကိုရွှေသင်္ကန်းကတ်လူတာမျိုးဒါမှမဟုတ်ရွှေဆိုင်ချတာမျိုးပြုလုပ်ခါအိမ်ကိုအမြဲတမ်းရှင်းနေအောင်ထားပေးပါလို့ဆရာမကြီးကအထူးမှာကြားထားပါတယ်။နံပါတ်2အင်္ဂါသားသမီးများအင်္ဂါသားသမီးတွေအနေနဲ့ဒီလထဲမှာအေရက်တောင်ထိတ်ထိတိုင်အောင်စီးပွားတက်မဲ့ကိန်းရှိနေပါတယ်။လုံသမျှအရာအားလုံးကစနစ်တကျနဲ့အောင်မြင်မှုတွေစတိုက်ရရှိနေမှာဖြစ်ပြီးစီမံကိန်းအသစ်တွေကလည်းမျှော်လင့်ထားတာချက်ပိုမိုကောင်းမွန်တဲ့ရလဒ်တွေထွက်ပေါ်လာပါလိမ့်မယ်။အောင်မြင်မှုတွေကတင်စီကိုအလွယ်တကူရောက်ရှိလာမှာဖြစ်လို့စိတ်တကြစရာမလိုပဲအရာအားလုံးကိုရဲဝံ့ဆက်လက်လှုပ်ဆောင်ပေးပါ။ကံကောင်းခြင်းတွေပုံမများပြားလာဖို့အတွက်နေ့စဉ်အချိန်ရတိုင်းမှာနမောဗုဒ္ဓတဂါထာတော်ကိုကိုးကောက်စီစိတ်ပါလက်ပါရွတ်ဆိုပေးပါအိမ်မှာအမိုက်တရိုက်တွေကိုရှင်းလင်းထားခြင်းကလက်တကားကိုပိုးပွင့်စေပြီးတော့ဖះမှာရွှေသင်္ကန်းကတ်လူတဲ့ကုသိုလ်ကိုလည်းအခါခွင့်သိရင်ပြုလုပ်ပေးပါရှင်နံပါတ်1တောက်ကြသားသမီးများတောက်ကြသားသမီးတွေအတွက်ကတော့လူကျင်တာမှန်သမျှအကုန်ဖြစ်ထွန်းမဲ့တတိဇာတာကာလကိုရောက်ရှိနေပါပြီရွှေလူချင်းရွှေဖြစ်မယ်ငွေလူချင်းငွေဖြစ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျောင်းဝချမ်းသာမှုတွေကတင့်စီကိုအင်အားအပြည့်နဲ့စီဝင်လာတော့မှာပါဘာမှလှုပ်ရှားကိုမလိုပဲလူအင်ဆန္ဒတွေပြည့်ဝလာမဲ့ဒီအချိန်မှာစိတ်ချမ်းသာစွာနဲ့ပဲကံကောင်းခြင်းတွေကိုခံစားနိုင်ပါပြီဆိုပြီးတော့ဆရာမကြီးကဟောပြောပေးထားပါတယ်ဒီကံကောင်းခြင်းတွေတည်မြဲစေဖို့အတွက်နေ့စဉ်မျက်နှာတည်ပြီးချိန်မှာထမင်းစားချိန်နဲ့အားလက်ချိန်တိုင်းမှာတော့နမောဗုဒ္ဓတဂါထာတော်ကိုကိုးကောက်စီပွားများရွတ်ဖတ်ပူဇော်ပေးပါအိမ်ကိုအမြဲတမ်းရှင်းနေအောင်ကျူးစားပြီးတော့ဘုရားမှာရွှေသင်္ကန်းကတ်လူတာမျိုးရွှေဆိုင်ချပေးတာမျိုးပြုလုပ်ပေးမယ်ဆိုရင်တော့တောက်ကြသားသမီးတွေအတွက်ကန်ဆာတာတွေပိုမိုပြီးတော့မြင့်တက်သွားမှာဖြစ်ပါတယ်9လပိုင်းကာလကုံဆုံးပြီးပြီဆိုတာနဲ့ဒီနေ့နဲ့ပိုင်းရှင်တွေက6လပိုင်းမှာအသက်ရှူတိုင်းငွေတွေဝင်ပြီးတော့စီးစိမ်ဥစ္စာချမ်းသာပြည့်နဲ့ဘဝရဲ့ပျော်ရွှင်မှုတွေကိုခံစားရတော့မယ်ဆိုပြီးတော့ဆရာမကြီးကအကျိုးကိုဟောပြောပေးထားတာဖြစ်ပါတယ်တကယ်လို့ပြည်သက်ကြီးတို့ကဆရာမကြီးဟောပြောပေးတဲ့နေ့နဲ့ပိုင်းရှင်တွေထဲမှာမပါဝင်ဘူးဆိုရင်လည်းနမောဗုဒ္ဓတဂါထာတော်ကိုအချိန်ရရင်ရတယ်လို့အမြဲမပြတ်ရွတ်ဖတ်ပူဇော်ပေးပါရှင်။နမောဗုဒ္ဓတကိုနှုတ်ကနေထုံနေအောင်ရွတ်ဖတ်ပူဇော်ပေးမယ်ဆိုရင်ကိုယ့်အတွက်လည်းကံကောင်းခြင်းတွေကမကြခင်ရောက်ရှိလာတော့မှာဖြစ်ပါတယ်နော်။အခုဗီဒီယိုလေးကိုကြည့်ရှုနေတဲ့ပရိသတ်ကြီးတို့ထဲမှာကန်ထိုးရှင်တွေပါဝင်နေဆိုရင်တော့အသက်ရှူတိုင်းငွေတွေဝင်ပါစေလို့အယုံကြည်ကြည်နဲ့ရေးသားဆုတောင်းခဲ့ကြပါနော်။